လက်စွပ်ခိုးတဲ့တူကိုမိပိုင်မကြီးဒီမှာလက်စွပ်လည်းတွေ့ပါပဲ မမိုင်းကျမအိမ်အတွက်လိုရဲလို့လုံးမိရပါမမိုင်းကျမတောင်းပါမယ်ကျမကိုခွင့်ပြုပါမမိုင်းဒေါ်သက်စာဒီတခိုးမကိုခေါ်မှုနဲ့ထောင်ထဲထည့်လိုက်နင်ဘာမှတောင်းမှမနေတော့နဲ့ နင်းကိုဒီတော့ကောင်းကောင်းကိုထားပါလေနဲ့ပစ္စာဖောက်ပြီးခိုးထားမှညီတို့တွေအားလုံးလဲခန်းကောင်လူမလာယူကြမမကြီးကိုတစ္စာဖောက်ရဲ့အခုလိုပဲစိုးစားရလိမ့်မယ်ဒီအိမ်မှာတော်ရင်တော်လို့ချိမြောက်မယ်စိုးရင်စိုးတော့ပြစ်ဒဏ်ခါလိမ့်မယ်မမကြီး ဗီဇမကောင်းတဲ့သူဆိုရင်အဝေးတကအဝေးဆုံးလှုပ်ပလိုက်အလုပ်သမားကောင်းပါလေတယောက်ပါပဲ မင်္ဂလာပါကွယ်မင်းကဓာတ်ပုံထဲရထက်အပြင်မှာရုပ်ကလေးကပူတောင်းမှတတ်နေသေးတာပဲဥလွန်တို့အေဂျင်စီကနေတေချာတင်နန်းတက်လာတာဆိုတော့ဒီအိမ်ကြီးမှာနေထိုင်ရမယ့်စီမင်းစည်းကမ်းတွေကိုနားလည်ပြီးသားထင်ပါတယ်အဲ့ဒီတော့စီကမ်းလိုက်နာပြီးတေချာအလုပ်လုပ်နိုင်ပါမလား ဟုတ်လုပ်နိုင်ပါတယ် တို့အိမ်ကတော့စီကမ်းကြီးတယ်အားလုံးကလည်းစနစ်တကျအလုပ်လုပ်ရတယ်ပေးထားတဲ့လစာအများတော့ငွေမဲ့ယုံနဲ့ရောက်လာပြီးမလုံနိုင်ပဲပြန်ထွက်သွားကြမယ်ဆိုရင်ငါတို့လည်းတင် जा ပြူးထောင်ပေးရတာအဆင်မပြေဘူးအဲ့ဒီတော့တေချာအလုပ်လုပ်နိုင်တယ်ဆိုမှငါတို့စီမှာအလုပ်လုပ်ပါအခုချိန်မှာစဉ်းစားချိန်ရသေးရဲ့နော် မစင်စားတော့ပါဘူးရှင်အလုပ်ကိုကောင်းကောင်းမွန်မွန်နဲ့ကြိုးစားလုပ်ပါမယ်ဒီအိမ်ကြီးရဲ့တစ္ဆာခံအလုပ်သမားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားသွားပါမယ်ရှင် ဒေါ်သက်စာ ဒီမကြီး ဒါအလုပ်သမားတက်လား ဟုတ်ကဲ့မကြီးဂန်းကုန်နေရာအတွက်ရောက်လာတာပါအခုပဲအင်တာဗျူးနေတာ ရုပ်ကလေးကတော့မစိုးပါဘူးဒီအိမ်မှာနေရင်ဒီရဲ့စီမင်းစည်းကမ်းတွေကိုတေချာပြပြထားလိုက်သဘောတူပြီဆိုတော့မှစာချုပ်ချုပ်အော်ဖုံးချက်တွေတင်ပြီးတော့မှဒီရဲ့ကိစ္စတွေကိုခိုင်းတော့ ဟုတ်ကဲ့စိတ်ချပါမကြီးကျမတေချာစစ်စင်ထားလိုက်ပါမယ် မင်းနာမည်ဘယ်လိုခေါ်လဲ ဟုတ်မိမိပါရှင် မင်းမမင်းဘယ်လိုနာမည်ပဲဖြစ်ဖြစ်ဒီအိမ်မှာနေရင်ဒီအိမ်ကပေးတဲ့နာမည်ပဲမင်းခံယူရမယ်ဒီအိမ်မှာနေရင်မင်းကမီးမီမဟုတ်ဘူးဂန်းကော်ဖြစ်နေပဲကိုနန်းစားသုံးပြီးဂန်းကော်ဖြစ်နေပဲလှုပ်လှုပ်ရမယ်ကြားလား ဟုတ်ကဲ့ရှင်ဟုတ် ဟေးဒါဒီအိမ်မှာရှိတဲ့ပန်းကလေးတွေအားလုံးလိုက်နာရမယ်စီမင်းစည်းကမ်းမယ်ဒါသစ္စာကျမကုမ္ပဏီသွားလိုက်အောင်ကျန်တာဆက်ပြောထားလိုက်အော်မိုးနောင်ကြည့်ထားလိုက်အောင်နော် ဟုတ်ကဲ့ မောင်ထားတော့လေမောင်ရဲ့ ဘာလဲ မောင်ကလည်းဒီနေ့ကုမ္ပဏီမှာမီတင်ရှိတယ်မောင်လိုက်ခဲ့ရမယ်လို့ပြောထားရလေထားတော့နော် အကောဟိုတော့ကွာဒီမှာတော့မင်းကြိုက်ရလားကြိုက်လို့တော့ငါလာမလို့နဲ့ မောင်ကလည်းဒီနေ့တနေ့တွေတော့လိုက်ခဲ့ပါမောင်ရဲ့နော်လာထမိုးထုမယ်လာထပါလာမိုးထုမယ်ထ ဖယ်သမ်းပါဘာဖြစ်နေရလဲငါ့ကိုစိတ်ကြုံလာမလို့နဲ့တော့ ရှင်ကလေကောင်းပြောနေဘယ်တော့မှမရဘူးတနေ့ဒီအရေးတွေတောက်လောင်းကစားတွေလုပ်ပြီးတော့ရှင်ရဲ့ဘဝကြီးကကုံဆုံးသွားတော့မှာလားဟမ်ဘာမှစိတ်ဝင်စားတော့ဘူးလားရှင်ရဲ့စီးပွားရေးတို့လောဝက်ကြီးအုပ်သွားမှာရှင်မစိုးရင်လားဟမ်ဒီမှာဒီနေ့ကုမ္ပဏီမှာတော့တာအကြီးဆုံးဖြစ်တဲ့ရှင်ကအဲ့ဒီမီတင်မှာရှင်ကိုရှိနေရမယ်လာလိုက်ခဲ့ ဖယ်သမ်းပါငွေမတ်တာငါမဟုတ်ဘူးကွာမင်းတော့စမ်းပါကွာမင်းမြင်တော့မမြင်ချင်ဘူး မောင်ဘာဖြစ်လို့ဒေါသကြီးကြည့်ပြီးအဲ့လောက်ထိအော်ဟစ်နေရလဲဟမ်ဒီလောက်တန်ရထားတာတော့မနော်အဲ့အရေတွေကတောက်နေတော့မဲလားရှင်အဲ့အရေတွေတောက်နေလေရှင်ရဲ့စိတ်ကတိုးလေပဲဟာလေမိုးကအရှော့ပေးမှန်းသိလို့တမင်စိုးပြနေရလားဟမ် တမင်စိုးပြရအောင်မင်းကဘောင်ကုန်းဝင်တာ
ခရုကိုမစိုက်တာ အေးဟေးဂယုမဆိုင်နဲ့နော်ဂယုမဆိုင်နဲ့ဟမ်ရှင့်ကိုလည်းလေဒီတက်အိမ်လုံးမှာအကိုကြီးတယောက်ရဲဆိုပြီးဘယ်သူမှလည်းဂယုဆိုင်နေကြမှာမဟုတ်ဘူးဒီနေ့ပဲ Snow Resort ဒါရိုက်တာအစ်စ်ခန့်အပ်ဖို့ကြေညာတော့မှာအဲ့တော့ရှင်သိလားဟမ်ရှင်ဘာသိလဲရှင်ဘာကိုစိတ်ဝင်စားလဲကျမမှာတော့လေမိမသားတံမဲ့ဒီမိသားစုလူဝင်ဆက်နိုင်ဖို့အတွက်အရာအလုံးတယောက်တည်းစ조사နေရတာကျမသာမရှိဘူးဆိုရင်ရှင်ဘယ်သူမှတော့စိတ်ပေါ်ကြောပဲလုံနေကြမှာမဟုတ်ဘူး တီတော့ မစကားနဲ့ပဲပြောတော့ဘာမှလက်ပါတော့မိုးမှလည်းလက်ပါလေ ကောင်မငါစီစဉ်နေလွယ်တော့ဟာ ကျမတော့ထိကြလိုက်ဆိုင် တော်ပါတော့တော်ကြပါတော့ဖိနေမေရဲ့တော်ကြပါတော့ရမပြစ်ကြပါနဲ့တောင်းဝင်ပါရဲ့ရှစ်ကိုပြီးတော့တောင်းဝင်ပါရဲ့ရမပြစ်ပါနဲ့ဗျာ ဟဲ့မင်းဘာလာလောက်တာလဲကိုခန့်ကိုသွားသမ်း ရှင်ကျမတော့ဘလို့တန်နဲ့ပြောလိုက်တာလေဟဲ့ မင်းမသွားသေးဘူးလားတော့လို့ပြောနေတော့ဟောတော့တော့ တားလေရှင်တော့မရဲတာပဲဘာလို့ကျမကောက်လို့ ဘာလဲကွာအခုဆိုမင်းသားကိုလာပြီးတော့စက်ထက်နေတော့ ဘာဖြစ်လဲဟမ်ဘာဖြစ်တော့လဲ မင်းကိုစတယ်ငါချစ်လို့ယူထားတာမင်းဘာသာမင်းငါစီးစိတ်နေမဲ့လို့ဒီပေါ်တက်လာမဟုတ်ဘူးလား ဘာမှစိတ်ဆိုင်နေတာမဟုတ်ရှင်မရှင်ဘလို့ပဲဖြစ်နေကျမတော့ရှင်ကိုချစ်လို့ယူထားတာ ဟာမင်းချစ်တာကိုမြတ်ကွာယွန်လုံးလို့ ပူလောင်လိုက်တာတနေ့တနေ့စကားများလိုက်ရန်ဖြစ်လိုက်တယ်ဒီနေ့ကုမ္ပဏီမှာရေးကြီးတဲ့မီတင်ရှိပါတယ်ဆိုမှသူတို့တွေ office ဆဲဆိုနေတက်တည်လို့ရှိ အဲ့ဒါသူတို့ပိုင်းလေကိုတို့အတွက်အကောင်းဆုံးပြင်ဆင်ထားဖို့ပဲလိုတယ် အကောင်းဆုံးပြင်ဆင်ထားလဲဝရီကတော့စိတ်ပူတယ်ဒီနေ့ကုမ္ပဏီမှာဘလို့အခြေအနေတွေဖြစ်လာမလဲဆိုတာလည်းမသိနိုင်ကိုစနိုးရီဆိုတာဝရီတို့ရအောင်ရမှာဖြစ်မှာနော် ဘယ်သူရဲရပါ